ကြောင့်ဖယားနဲ့အတန်တူလို့ဖြစ်သောကြောင့်ဖယားကလေးလူကိုအမတန်မှတ်တမ်းလို့ထားတယ်လူကိုချစ်တယ်လူကိုမြတ်လို့တဲ့အတွက်အဲ့ဒီဥယျာဉ်မှာကွဲကွာခဲတော်များတယ်အပြစ်ကြောင့်လူတွေကကြင်ချင်းတဲ့မှာရောက်တော်များတယ်အပြစ်တရားကြောင့်သူဟာနှုတ်ဆုံးတေချင်းတဲ့တရေမှာအဆုံးလောက်မှာဖြစ်တော်တယ်ဖယားကလေးပြန်လေကဲတင်လေဆိုတဲ့ဂတိကိုဥယျာဉ်ကလေးကပေးထားတဲ့ခြင်းပဲဖြစ်ပါတယ်မိဘရဲ့မျိုးစိလို့ပြောတဲ့အခါမှာဒီနေ့ပွားနေတော်မူသောတကယ်ယေရှုကိုဆိုလိုခြင်းဖြစ်ပါတယ်။သူ့ရဲ့ဂတိကိုသူကိုယ်တိုင်ကြည်တဲ့ဘုရားနဲ့ဖြစ်တော်မူသောကြောင့်လူကဲတဲ့နှစ်ပေါင်းတစ်ထောင်လုံးကဖယားစင်စစ်ကနေလူစားတိကိုခံယူမှုဒီလောကကိုကြွစင်းလာခဲ့ဖြစ်ပါတယ်။သူဘုရားရှင်ကိုလက်ခုပ်ပြီးလက်ကိုပြုကြရအောင်။အာမင်။အာမင်။သုတ္တမေကအံ့ဩဖွယ်ဖြစ်နေတိုင်းလေသူရဲ့ပွားနေခြင်းကအံ့ဩဖွယ်ဖြစ်ပါတယ်။ကျွန်တော်လူပေါင်းမှာတော့လူကနေကြိုးစားရတဲ့ဘုရားဖြစ်ဖို့ကြိုးစားကြတယ်။ဒါပေမဲ့ခင်ယေရှုခရစ်တော်ကတော့ဘုရားစင်စစ်ကနေလူစားတိကိုခံယူတဲ့ဘုရားဖြစ်တယ်။အပြိုကညာမာရိရဲ့ဝန်းကိုအားပြီးတော့တန်ရှင်တော်ဝိညာဉ်တော်အချင်းယူသားဖြစ်တဲ့ယောသအာရရဲ့မျိုးစိမပါပဲနဲ့ဖယားရဲ့ပဂတိမျိုးစိအားချင်းမာရိရဲ့ပိုက်ထဲမှာဂရိတိဆွဲယူပြီးတော့ပုံဝန်ဆောင်လာပြီးတော့ကာလအချိန်တဲ့အခါမှာလူစားတိခံပြီးတော့မွေးဖွားလာခဲ့နွားစကွက်ထဲမှာမိထားတဲ့နွားတိကောမှာမွေးဖွားလာခဲ့ဘိတကာရဲ့ဘိအရှင်တကာရဲ့ရှင်ဖြစ်တော်များတဲ့နှိမ့်ချသောလူပေါင်းကိုကြွဆင်းလာပြီးတော့အနှိမ့်ချဆုံးသောနွားတိကုတ်ထဲမှာမွေးဖွားလာပြီးတော့နှိမ့်ချစွာမွေးဖွားလာတဲ့ကယ်တင်ရှင်သာသူယေရှုခရစ်တော်ဖျားပဲဖြစ်ပါတယ်အာမင်။ဒီလက်ကျွန်တော်ကိုပြောပါဟာလေလုယာဒီနေ့လောကမှာအာမင်ထွတ်ထိပ်ရှောက်တဲ့သူကအောက်ခြေမှာရှိတဲ့လူတွေကိုတတိယကိုတော်တော်လေးခက်ခဲပါတယ်ရာထူးအရှိန်အဝါလိုချီးပွားတဲ့သူတွေအတွက်အောက်ခြေကလူတွေကိုပြုဖို့ဆက်ဆံမှုထိထိဖို့ကမလွယ်ပါဘူး။သို့တော်လည်းဘိတကာရဲ့ဘိအရှင်တကာအရှင်ဖြစ်တော်များလဲအတိတ်ကြဆုံးသောအပြစ်သားဖြစ်တဲ့တင်တဲ့ကျွန်တော်ချစ်တော်သူကတော့ယေရှုခရစ်တော်ဖျားဖြစ်ပါမယ်။ဒါကြောင့်ကျမ်းစာမှာပြောတယ်ယေရှုခရစ်တော်လောကမှာကြွလာတာကဘာအတွက်လဲ။ဘုရားရဲ့ဇာတိကိုထားခဲ့ပြီးတော့လောကမှာမွေးဖွားလာတာကဘာအတွက်လဲသူ့ရဲ့ကောင်းကင်ကလေးစုပ်ပြီးတော့ညီကြီးပေါ်မှာလူသားတွေတို့မွေးဖွားလာခြင်းဟာဘာအတွက်လဲအဓိကရည်ရွယ်ချက်ကိုသိစေဖို့ရအတွက်ဖတ်လောက်ပြီးတော့ပြောချင်ပါတယ်ကျမ်းစာတစ်ချက်မှာတော့ဒီလိုလာတယ်ဘုရားရဲ့သားတော်ယေရှုခရစ်တော်ကြီးပျောက်တော်သူတို့ကိုရှာဖို့လာတယ်လို့ကျမ်းစာကပြောပါတယ်ကျွန်တော်ဘဝမှာလည်းပစ္စည်းတွေတောက်တတ်တယ်ဒီကိစ္စဆိုတော့ပုံမှန်မရှိမဖြစ်ကျွန်တော်ခိုင်ဆောင်ရတဲ့အရာဝတ္ထုတွေဖြစ်တယ်လူတွေနဲ့အခြေဆက်ပြုရန်အတွက်ကျွန်တော်ရဲ့မှတ်သားထားတဲ့အရာတွေလူ့ဝတ်ချက်တွေကဘာလို့လဲချိတ်ဆက်တဲ့အရာအလုံးကပုံထဲမှာရှိလာတယ်အဲဒီတော့တစ်ခါလေတနည်းမှာမိချန်လို့ဖြစ်ဖြစ်တနည်းမှာပျောက်သွားလို့ဖြစ်ဖြစ်ဆိုတဲ့အခါမှာကျွန်တော်မရမကအဲဒီပျောက်သွားတဲ့ပစ္စည်းကိုရှာကြတယ်ဆိုတော့ထိုနည်းသူဆိုဘုရားနဲ့ခင်ဒီအဲဒီခွင့်ကြီးတွေကပျောက်နေတဲ့သူ့ရဲ့လူတွေကိုရှာပြရတဲ့တမန်တရားလမ်းကနေပျောက်နေတဲ့လူတွေရှာပြရတဲ့ကောင်းကင်လမ်းကနေပြီးတော့လမ်းပြောက်ပြီးတော့လမ်းမတဲ့သူတွေရှာပြရတဲ့လောကကိုကြွလာခဲ့လို့ဖြစ်ပါတယ်ကျွန်တော်တို့လူသက်တာထဲမှာလူတိုင်းကတေချစ်တရားမှရှိပါတယ်အချိန်တိုင်းတေချာရတဲ့သူတွေရှိပါတယ်တော့အရေးရှိတာကပေချင်းတရားရဲ့နောက်မှာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကပြီးခါပြီးတော့အသက်ဝိညာဉ်ထွက်သွားတဲ့ချိန်မှာဘယ်ကိုသွားမလဲကျူရဆရာရဲ့တေဒီမှာပြီးမှာပေါ့တေဒီမှာမတေသေးတာလို့ဆိုပြောတေဒီမှာပြီးတာမှန်ပြီမဲ့တော်တော်လေးကိုနောက်ချသွားပါနောက်ချတဲ့အတိတရားပဲဖြစ်ပါတယ်ဆိုတော့ကျူရီကတော့လည်းဘယ်အတိအုံလဲဆရာရဲ့ကျူးစားရအောင်မှာပေါ့မကြီးရာမသိချတဲ့လမ်းကိုရှောက်တန်းနေတဲ့ဆိုရင်သိချတာကလူဟာသိရှိတဲ့သူဖြစ်တယ်အပြစ်နဲ့ကင်းတဲ့သူသိရောက်များမရှိနိုင်ပါဘူးအဲ့ဒီတော့ကျမ်းစာကအပြည့်ရဲ့ကသိချင်းအပြစ်ရှိသောသူရဲ့နေကုန်ကမရေဆိုတာအားလုံးကျွန်တော်သိကြတယ်
ဒုငရေကနေလွတ်မြောက်မှုစင်းရဲခြင်းမှလွတ်မြောက်မှုအောက်မင်္ဂလာကနေလွတ်မြောက်မှုခပ်သိမ်းသောအပြစ်ချွေးကနေလွတ်မြောက်မှုလူတိုင်းကဒီအမျိုးမျိုးကြိုးစားကြတယ်။ဘာသာတရားအားလုံးကလည်းဒီလမ်းအမျိုးကြိုးစားကြတယ်။တရားဒီအားထုတ်တဲ့ချစ်ချမ်းတဲ့ကုသိုလ်တွေနဲ့ကြိုးစားကြတယ်။ဒီလမ်းကိုစောင့်ရှောက်ပြီးတော့ကြိုးစားကြတော့များတယ်။လုံးအောင်စောင့်ထိန်နိုင်တဲ့သူတွေဖြစ်ပါတယ်။တစုံတစ်ခုတနည်းရရမှာအမြဲတမ်းမှားရတဲ့လူတွေဖြစ်ပြီးတွဲကျွန်တော်တို့သိထားတဲ့ဘာသာတရားရဲ့အဆုံးအမတွေကျင့်ကြံပြုဖို့ခြင်းတွေကောင်းသောသီလတွေကောင်းသောကုသိုလ်တွေအားဖြင့်တရားမှာမရေကနေမလွတ်နိုင်တဲ့အဆုံးအမကဲတင်မှုရယေရှုခရစ်တော်ကကြွားလာခြင်းဖြစ်ပါတယ်။အာမင်။ဒီခါလေးကျွန်တော်ပြောတတ်တယ်လူဆိုတာကိုလုံးဝကိုရောက်ပါဟော။မတရားရှိနေတဲ့နေရာတိုင်းမှာသတ်မှတ်ပါဘူး။ကျွန်တော်တို့လုပ်ခဲ့တဲ့2018ခုနှစ်တုန်းကဘူထဲမှာပြင်းပြီးတဲ့ဘောလုံးအသင်း73ယောက်ချောင်းချမှုကြောင့်ခါရဲကတော့ဘောတော်လာဝင်ထွက်သွားလာလို့ရတယ်။ဒါပေမဲ့သူတို့အဲ့ဒီဘူထဲမှာဝင်လာပြီးတော့မချဘူး။ဘူတဲ့ရွာချလာပြီးတော့တောင်ကျိုက်စီးစင်းလာတဲ့အခါမှာလိုက်ဘူထဲမှာရီဝင်သွားပြီးတော့အဲ့ဒီဝင်သွားတဲ့လူငယ်73ယောက်ဘောလုံးအသင်းကဘယ်လိုနေထဲမှာပြန်ထွက်လို့မရတဲ့အနေအထားရောက်သွားပါတော့အဲ့ဒီအခြေအနေမျိုးမှာလုံးဝပူရတယ်ဆိုတဲ့စကားမှန်မှန်တော့ပါဘူးကိုယ့်ကိုယ်လည်းမကယ်နိုင်တော့ကြိုးစားခြင်းတွေပဲလေကြိုးစားလို့မရတော့တဲ့အနေအထားမှာရှိပါတယ်အဲ့ဒီအခြေအနေမှာဘာလို့တလဲကယ်မဲ့သူပဲလူတာဖြစ်ပါတယ်ဒါကြောင့်အစိုးရကကဘာလုံးကနေကြိုးကျင်တဲ့သူတွေကနေပြီးတော့ကယ်ဆယ်တဲ့အခါမှာအဲ့ဒီ73ယောက်ကယ်ဖို့ရတဲ့နှစ်ယောက်လောက်တော့အသက်ကိုစရီးပြီးတော့အဲ့ဒီကယ်ခြင်းစီစဉ်တဲ့မှာနှစ်ယောက်အသက်ဆုံးရှုံးခဲ့တာဖြစ်တယ်။ဒါကြောင့်လွတ်မြောက်ခြင်းကဘယ်တော့မှအခြေအနေမရပါဘူး။နိုင်ငံတစ်ခုရဲ့လွတ်လပ်ရေးကလည်းအလကားဘယ်တော့မှမရပါဘူး။သက်ဆုံးပြောက်ကအဖို့ကပေးရတယ်။သက်ဆုံးပြောက်အသက်ကိုပေးရတယ်။သက်ဆုံးပြောက်တိုက်ပွဲဝင်ပြီးတော့အနစ်နာခံပြီးတော့ဆုံးလို့ခံမှပဲကျန်တဲ့နိုင်ငံအတွက်ဖြစ်ဖြစ်လူမျိုးအတွက်ဖြစ်ဖြစ်လွတ်လပ်ရေးရတာ။ဒါကြောင့်ပြည်လေးရဲ့စကားရှိပါတယ်။ Freedom is never free. လွတ်လပ်ရေးဆိုတာဘယ်တော့မှအခမဲ့မရပါဘူး။ခုနလူငယ်73ယောက်နဲ့သူတို့ရဲ့လွတ်လပ်ရေးအဲ့ဒီဘူထဲကနေလွတ်မြောက်ခြင်းတာအခမဲ့ရခဲ့တာမဟုတ်ပါဘူး။သက်ဆုံးတယောက်ကဒါမှမဟုတ်များစွာအဖို့ကပတ်စံကုန်ကြများစွာခံပြီးမှအသက်ဒီရင်းပြီးတော့ကယ်မပဲလို့လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။အဲ့ဒီလွတ်မြောက်တဲ့လူငယ်73ယောက်အတွက်သူတို့ကအသက်လုံးကယ်တင်တဲ့သူရဲ့ကျေးဇူးသူတို့ပေါ်မှာရှိပါတယ်။ကိုနေလို့ဆိုတာဒီကနေ့လူကြီးဟာကောင်းသောအချင်းအားဖြင့်ကုသိုလ်အားဖြင့်ကျွန်တော်ရဲ့ဒီအမြတ်ကောင်းသောသီလတွေအားဖြင့်ငရဲကနေလွတ်လို့လုပ်များနီလာမျိုးဆိုအကောင်းဆုံးကျိုးကြိုးစားခဲ့တော်များတဲ့ခုနလူငယ်73ယောက်ခဲ့တော့ကြိုးစားလို့မရတော့တဲ့အနေအထားမှာကျွန်တော်ရှိပါတယ်။ဒါကြောင့်ယေရှုခရစ်တော်ကြွလာခြင်းသည်ဘာသာတရားကိုပေးမှုဘာသာတရားထူထောင်မှုကြွလာတာမဟုတ်ပါဘူး။ဒီလောကမှာရှိတဲ့ဘာသာအားလုံးလူမျိုးတိုင်းရဲ့လူအပ်တဲ့ຢာကဘာသာတရားမဟုတ်တော့ကောင်းသောအချင်းလည်းမဟုတ်ပါဘူးအားလုံးကောင်းသောအချင်းကဘာလဲဆိုတော့သိတယ်ဒါနဲ့ပြဿနာကကျွန်တော်မလုံဆောင်တဲ့ပြဿနာပဲဖြစ်ပါတယ်အဲ့ဒီတော့အားလုံးလူအပ်နေတာကကဲတင်မဲ့သူပဲလူတာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ကျမ်းစာကယေရှုခရစ်တော်လောကမှာဘာအတွက်ဝေးသွားတယ်လဲဘာအတွက်ကြွလာတယ်လဲဆိုရင်အပြစ်ရှိတော်လူကဲတင်ဖို့ကြွလာတယ်ဆိုတဲ့စကားသစ္စာစကားဖြစ်တဲ့အကျွေးမဲ့ခံယူအပ်တော်စကားဖြစ်ပါတယ်အဲ့ဒီအကျွေးမဲ့အပြစ်ရှိတော်လူထဲမှာကျွန်တော်ဟာအပြစ်ရှိတော်လူကိုခံယူရင်အဲ့ဒီကြွလာတဲ့ယေရှုဟာသိတဲ့ကြဖြစ်ပါတယ်ဟာလေလုယာအာမင်ဆရာဝန်ကြီးကဘာလို့ရှင်းနေကြလဲဒီမကောင်းတဲ့